ပိုင်းဒီလိုမျိုးနေတာလည်းပါတော့ကြောင့်ကျွန်တော်ကျွန်တော်ဖုန်းကဆက်တည်နေရအဲအကြောင်းကျွန်တော်ဒီလိုဒီဂိမ်းကိုအများကြီးဆော်ထားကြလို့အခုတော်လေးပြီးနေပါပြီဒါက revan လည်းပါပါတယ် revan ကပေါ်မှာခလုတ်နေရတော့ revan button လို့တော့ရေးထားတာမဟုတ်ဘူးအဲဥစ္စာကိုကျွန်တော်ပြမယ်ဘယ်ရောက်သွားပြမယ်ဟိုဘက်ကနေအောင်ပြအဲ့ဒါမျိုး RESTIG လို့ခေါ်ပါတယ်ဒီလိုနေကြတယ်သူကဒီဟိုရေးရကြတော့သူကဘယ်လိုမျိုးကျွန်တော်တို့ကလောင်းခင်းတဲ့ထိုင်ကွန်တော့သိရမယ်ထင်တယ်အဲ့ကလောင်းခင်းတဲ့ထိုင်ကွန်နဲ့ကကော်လတာတွေနဲ့တူတယ်ခုကတော့ကျွန်တော်ဒီကောင်းဆိုတဲ့နေနဲ့ဟိုပစိန်ကပူကောင်းနေတယ်ဒါပစိန်ထက်ပူကောင်းနေတယ်ဆိုတော့ဒီထဲမှာကျပစိန်ကနောက်ဆုံးလက်နဲ့ဖြစ်နေတယ်ပြီးရင်ဒါယူမယ်အုတ်ထုတ်ကဒါယူမယ်ဒီအုတ်ထုတ်ဆောင်းလို့ရှိရင်သွေးရော်ရမဟုတ်ပါဘူးကျွန်တော်ဒီအုတ်ထုတ်က20 HP ပို့တက်တာအဲဒါကြောင့်သွေးရော်ပြီးပြန်ဖြူလို့ရှိရင်ပြီးရင်ဒါလေးယူမယ်ပြီးရင်ဒီအုတ်ထုတ်ကကျွန်တော်ယူရမဟုတ်ပါဘူးပါကျွန်တော်ဒီအရှိမဆောင်းတာမျိုးဒီလိုက်နေတဲ့နေရာတက်တာနေအဲ့ကောင်လေးကိုအဲ့ဥစားအုတ်ထုတ်ဆိုလို့ရှိရင်ဆောင်းတာမှလေးဆောင်းထားတယ်တို့လက်နဲ့ဆိုလဲဆောင်းတာမျိုးဒီလိုက်ရင်ကန်မသိတော့မသိဘူးအဲ့ဒါကြားခဲ့သူ့ကိုကြားလိုက်ပြီးတော့တောင်းလို့ပြောတယ်။ follow ဆိုတဲ့ဒီလိုမျိုးတော့နောက်ကိုလိုက်မှတစ်ဖက်ဆိုတော့ကျွန်တော်တို့အဲ့ဒီခါတော့အထက်ဆိုရင်တော့ဥခါကြီးနေတော့ဆိုရင်ခက်ကတော့ကျွန်တော်တို့ဒီခါမှမဟုတ်ဘူး။လောဝါပုံတယ်လောဝါပုံနေတယ်ကျွန်တော်လက်ပုံဟုတ်တယ်လေ။အော်အဲ့ကောင်လေးပြင်။ဘာလဲအောင်။ကိုမကျွန်တော်ကောင်းကြည့်ရမယ်။နည်းနည်း။နည်းနည်းနောက်လေးကြည့်လိုက်ကြအောင်။ကိုမလာတော့။ဒီကမတက်လာ။ကျွန်တော်ဒီကောင်လေးအလံကိုဘယ်နားလေးရနေပြီပေါ့။ရိတ်လာပြီevasion လာပြီ evasion နဲ့ဆိုတော့ဘာလို့ချတယ်ဆန္ဒပြနာမှာတော့အဲ့ဒီမချနေတော့ဟာဘာချလို့ဒီ ready လဲလာတော့မှာ ready လဲလာတော့အဲ့ဒါကြီးတော့ဘယ်ကောင်နေလဲ break ကတော့အကုန်လုံးပဲဆိုင်တယ်တို့ဟိုလဝါးလေးကတော့ကြိုက်တဲ့ကောင်လေးတို့လည်းကျွန်တော်ဆက်ကကြာအေးဒီရောက်တယ်။ဒါမှရိတ်ကောင်ရိတ်ကောင်။ဟောပေါ်ရ။အကောင်လေးစိတ်ပြီးပြီ။အကောင်လေးစိတ်ပြီးပြီ။ဒီ။ဟိုမှာကျွန်တော်မတရားအလားရတယ်။ကြာတော့။မင်းကဘာလို့အထက်မခေါ်လို့နေလို့ရှိလဲ။ကျွန်တော်တော့ထဲကိုလေးတာတန်းလို့ရတယ်နဲ့မြင်းပါလို့ကျွန်တော်မျိုးပါလို့မြင်းပါဖြစ်နေပြီဒီအောက်ထက်ကညာနေတော့ဘူးမြင်းပေါ်တယ်လေကိုကြည့်ရတယ်ပေါ်တယ်မှာရောအဲဒီကောင်လေးကခဏဆက်ဖိုက်ရမှာရဘယ်လိုလဲကျွန်တော်ကအခုလုံထားတယ်အဲ့ဆိုတော့တစ်ခုလုံထားတဲ့ကြောင့်မလို့ဒီနားလေးကမိုင်းနာကြီးရရတာဟောပါတိုင်းတစ်ခုလုံတယ်ဆိုလို့ရှိရင်ကြတော့ဒီနားလေးကအားလေးရောက်မှာဖက်တိုက်ပြီးကျွန်တော်250ကျွန်တော်မှပတ်သက်အများကြီးပြီဘာလို့ကျွန်တော်လုံနေရလဲဆိုလို့ရှိရင်ကျွန်တော်ဟို first type ကိုနောက်ထပ်တစ်ခါမလုပ်ရသေးဘူးပါကျွန်တော်တစ်ခါတော့လုပ်ပြီးပါပြီဒါကတော့သူတို့ပတ်သက်ပေါ်တော့ကျွန်တော်ယူလို့ရတယ် okay 9,000 လောက်ဒီချက်တော့မကြည့်လို့ရတယ်ပြင်းပြင်းဆက်
rate ကပြီးတော့ပြီဘာလို့ထည့်ပြန်လဲအဲ့ဒါကျွန်တော်စောက်ဆရာရှိရဆောင်တယ်သူစောက်ခိုင်းတာပဲစောက်ရအောင်လို့right ရဲ့ band တစ်ခုထားခိုင်းနေရှိတော့ကျွန်တော်တကယ်လို့တက်သားတွေပေါ်လာတယ်ဆိုလို့ကျွန်တော်တက်သားတွေဒီလုံးဝယ်တကယ်လို့ဘယ်ပြောရမလဲအဲ့လိုမျိုးသူစောက်ခိုင်းတကယ်လို့တက်သားတွေကမပေါ်သေးဘူးပြီးတော့ first strike 2 first strike 3 first strike 4 5 6 7 10အဲ့လိုမျိုးဖြစ်နေဆိုလို့ကျွန်တော်ကဒီဘောဟာရွေးလောက်တာပေါ့နော်အောက်စီဂျင်နဲ့ဟိုတိုင်ထောက်ဒီကျွန်တော်ဘာလုပ်ခိုင်းလဲဒီ first strike စောက်ခိုင်းမိတယ်နော်မ first strike ကပေး first strike လည်းကျွန်တော်မစောက်ချင်သေးပါဘူးရပါတယ်ဆိုအဲ့လို rebut လိုက်လို့ရှိရင်ကျွန်တော်အစအနေပြန်စားမှာပြင်းစရာတော့ကောင်းနေပြီဒါပေမဲ့ကျွန်တော်အောက်မှာဆင်းပြမယ်နားလေးကျွန်တော်ပြရတယ်ရှိကဲလို့အဲ့ first strike ကိုဒါဟိုပါအဲ့နောက်ထပ်တစ်ခုလုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဗျာဒီ Baska Giant ဆိုတဲ့ကောင်ကြီးကို1 million လောက်နဲ့ဝယ်ရ1 million ကျော်နဲ့ဝယ်လို့ရတယ်ဗျာ 1.25 million ပေါ့ဒါပေမဲ့ကျွန်တော် first strike 1ဆိုတော့ကျွန်တော်ကောင်းလို့ဝယ်နေတော့ဆောနာဟိုအကောင်ကြီးရတော့အဲ့ Baska Giant မဟုတ်ဘူးသူက commander ပေါ့နော် commander လို့ခေါ်တယ်ဟိုစာပါစာဖတ်ဘူးတန်ပေါ်တက်သွားမယ်ကွာပေါ်တက်သွားမယ်ဟဲ့ဘာဖြစ်တာတော့ဒီပေါ်တက်သွားခိုင်းတယ်မတော်အောင်လာတော့ဟောမူးအောင်ဟိုဒီနားလေးမှာဓာလေးခတ်တာကို8000နဲ့မင်းဟာမတင်ဘန်ဒီခုံလေးကထိုင်းလို့ရရင်တော့တင်ဘလူခုံမျိုးဆိုတော့မသိဘူးကျွန်တော်အဲ့ revamp မလုပ်ခင်တော့ဒီပေါ်အထိမရောက်သေးဘူးထိုင်လို့မရတဲ့ခုံးနဲ့တော်ဆိုးis green နဲ့ပါယူထိုင်လို့မရတဲ့ခုံးကြီးဘာလို့စောက်ခိုင်းနေရတော့လို့တောက်ပပါလေကွာThunderstone ဟိုကာလေးပါလိုက်ဟဲ့ပြုတ်တယ်ဘယ်ပြန်တက်မှာတော့လို့ကွာရင်ပဲအောက်ကနေပြီးတစ်ခါပြန်တက်အောင်မစိမ့်နင်ကဖဲလားနင်တော့ကောင်းကြည့်လိုက်ပြီတော့ဆိုးဟန်ဒါ ice pan နော်ပတ်စံရရအောင်ဒါလေးရေဝဲထားမယ်ကွာပတ်စံကတော့ဒီလောက်တော့ပတ်စံမလောက်တော့ဆိုရင်ဆိုလို့ရှိရင်ကျွန်တော်တို့ mine ဝင်တဲ့ပတ်စံသွားပြီးတော့မယူသေးဘူးဗျာကျွန်တော်ဘယ်ကောင်တွေကို target ထားရင်ကောင်းတယ်ပြန်တဲ့နေရာကျတော့ align လုပ်ထားတာဆိုတော့ကြောင်တက်စီတော့မသွားနေတော့ align လုပ်ထားဆိုချလို့လည်းမရဘူးဒါပေမဲ့သူတို့ကလည်းမပြီးနိုင်ဘူးအလဲလုံးဝမပြီးဘူးကျွန်တော်ရှိတယ်align လုပ်ထားဒီကောင်ကြီးရင်းကြရတယ်တော့ကောင်ကလည်းနိုင်မိုက်တယ်လဲလေးတော့ဟောက်တစ်ခေါက်လည်းပြေးနေတာကြီးညရတာပုံလိုက်ရောမဲဒီကောင်လေးလားချတယ်ငါတို့အကြောင်းတော့ဟာအမေဟိုကအလိုင်းကိုထုတ်တယ်ပြန်ပြီးအလိုင်းဟာမချနဲ့ဟဲ့ခေအဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုတော့ပါပဲအားလုံးပဲဘိုင်ဘိုင်ကျွန်တော်တို့ဒီ game ကိုစော့ကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်နာမည်ပြပါမယ်ကဲညတော့ထွက်လိုက်တော့မယ်ဘာရောဖဲဒီ game ကိုစော့ကျင်နေဆိုရင်တော့ကျွန်တော်ဒီ game ကိုစော့ကျင်တယ်ဆိုရင်တော့ဒီမှာ Medieval War Tycoon လို့ခေါ်ပါတယ်ကျွန်တော်တို့အဲ့တိုင်းပဲရိုက်ရှာပြီးတော့ဝင်လိုက်ရဒီလိုပုံစံပေါ့နော်နောက်ကရွှေတိုင်းကောင်တွေပါမယ်ဒီမှာကျတော့ခေါင်းဆောင်အောင်ပါမယ်ဒီလောက်ကြီးတော့ထည့်လို့မရဘူးဗျာဒါပေမဲ့သူ့ဟာကျတော့အဲ့လိုမျိုး profile ကိုမိုက်အောင်လုပ်ထားတာဆိုတော့ခေအဲ့လိုမျိုးပုံစံပေါ့နော်ကျွန်တော်တို့ရိုက်ရှာပြီးတော့ထည့်လို့ရတယ်အဲ့တော့အားလုံးပဲ bye bye